အခုကြည့်နေတဲ့ခင်ဗျားတို့က Assassin Player စစ်စစ်လို့ကိုခံယူရလားဒါဆိုရင်ကျွန်တော်အခုပြောပြမယ့် hero တွေကိုကင်တက်ရလားဆိုတာကိုပြန်မေးကြည့်ပါအောင်အားလုံးပဲမင်္ဂလာပါကျွန်တော်ဘိတ်ပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်က Assassin Player စစ်စစ်တွေကင်တက်ရမယ့် hero တွေအကြောင်းကိုပြသွားမှာပဲဖြစ်ပါတယ်တကယ်လို့ကျွန်တော်ဒီဗီဒီယိုမှာပြောပြမယ့် hero တွေထဲမှာ brother တို့က3កောင်လောက်ကိုကောင်းမွန်နဲ့ကျွမ်းကျင်ကင်တက်မယ်ဆိုရင်တော့ brother တို့က Assassin Player စစ်စစ်တယောက်ဖြစ်ပါပြီဗီဒီယိုလေးမစခင်မှာကျွန်တော်အခုလိုဗီဒီယိုကိုလုပ်ဖို့အတွက်ကျွန်တော်အိတ်ချိန်တွေကအချိန်နည်းနဲ့များကိုရင်းထားတာဖြစ်တဲ့ကြောင့်မလို့ဘယ်တော့အနေနဲ့ကျွန်တော်ဗီဒီယိုလေးကိုကြိုက်လို့ပဲဖြစ်ဖြစ်ကျွန်တော်စူးစမ်းမှုကိုအတိမတ်ပြည့်အနေနဲ့ပဲဖြစ်ဖြစ်ကျွန်တော်ဒီဗီဒီယိုကို like လေးပြီး subscribe လေးနှိပ်ပြီးတော့ကျွန်တော်ကူညီပေးကြလို့ရပါတယ်ဒါဆိုရင်တော့အချိန်မဆွဲတော့ဘဲနဲ့ကျွန်တော်ဗီဒီယိုလေးကိုတွားလိုက်ကြရအောင်ပထမဆုံးကင်တက်ထားမယ့် hero တစ်ကောင်ကတော့ဟာဘူဇာပဲဖြစ်ပါတယ်ဟာဘူဇာကအရင်တစ်ခေါက်နဲ့တုန်းကဆိုရင်လူတွေတော်တော်များများဝေဖန်ခြင်းကိုခံခဲ့ရပါတယ်ဘာလို့လဲဆိုတော့ skill ရဲ့ range ကိုတိုးလိုက်တာကြောင့်ပါ skill ကိုအဓိကအားကိုးရတဲ့ကောင်က skill ရဲ့ range ကိုတိုးခံလိုက်ရတဲ့ခါကျတော့ဟာဘူဇာ player ကြီးမှာတော်တော်လေးကိုအုံကြည့်ချက်ဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့လည်းဟာဘူဇာဆိုတဲ့ hero ကနှက်လိုက်သည့်တိုင်အောင်လို့အခုထိလူကအစော့များနေသေးပါ skill နဲ့ထားရင်တော့မှသူ့ရဲ့ ultimate damage ကရော့မသွားတာကြောင့်ပါသူ ultimate damage က brother အနေနဲ့ passive ဆိုပြီးတော့ ultimate ကိုဖွင့်လိုက်မယ်ဆိုရင်တယောက်တည်းရှိတဲ့အချိန်မှာမစမတဲ့ကောင်လောက်ကိုပြတ်ဖို့ဆိုရင်တော့တော်တော်လေးကလွယ်ကူပါတယ်ဒါကြောင့်မို့ brother အနေနဲ့ assassin player မှန်တော့ဟာဘူဇာကိုတော့ကန်တက်ထားတင်ပါတယ်နောက်တဲ့ hero တစ်ကောင်ကတော့ early game မှာ level 3ရောက်ပြီဆိုတာနဲ့ enemy တော်တော်လုံးပောက်မွေလို့ရတဲ့ Soyu ပဲဖြစ်ပါတယ် Soyu ကသူ့ရဲ့ skill WC ကြောင့်တော်တော်လေးကလူကိုင်များတဲ့ hero တစ်ကောင်ပဲဖြစ်ပါတယ်သူ့ရဲ့ skill WC ရာဆိုရင်လည်းတကယ်လို့ကိုပေါက်မဲ့ enemy ကတွေးရောက်ရင်တွေးရောက်တယ်လို့မျိုးကျွန်တော်တို့က damage ပို့ပြီးတော့တိုးစီမှာဖြစ်လို့ Soyu နဲ့ Victory ရှင်ပေါက်ဖို့ဆိုတာက early game မှာဆိုတော်တော်လေးကခဲရတဲ့အနေထားပါဒါလည်းမကသေးပဲနဲ့ level 3ရနဲ့လိုက်ပြီးတော့ချလို့ရတဲ့ hero ဆိုတော့ early game ဘက်ထဲမှာတော်တော်လေးကိုတာပါတယ်ဒါပေမဲ့ကျွန်တော် Soyu ကိုမကြက်တဲ့အချက်တော့ရှိပါတယ်ဘာလို့လဲဆိုတော့ Soyu ကပွဲသားနေတဲ့အချိန်မှာဆိုအသေးကိုလိုက်ချလို့ကောင်းပြီးတော့တကယ်လို့ပွဲကအရင် fail နေမယ်ဆိုရင်တခြား section တွေနဲ့မတူဘဲနဲ့သူ့ damage ကရိုင်းမထွက်တော့လို့ကျွန်တော်တို့ကခံစားရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်က leg game ကြီးကိုဆွဲဆော့နိုင်မှာရမယ်ပေါ့ဗျာဒါကတော့ကျွန်တော်အမြင်ကိုပြောပြတာပါနောက်တဲ့ hero တစ်ကောင်ကတော့ Revan လုပ်ပြီးရဲ့က Meta ရဲ့နေလုံးဝထွက်မသွားသေးတဲ့ရေစမ်းရှင်းပဲဖြစ်ပါတယ်ရေစမ်းရှင်းကသူ့ ultimate ကို Revan လုပ်လိုက်တဲ့အချိန်ကစပြီးတော့အခုထိကို Spirit များနေသေးပါဘာလို့လဲဆိုတော့အရင်တော့သူ့ရဲ့ ultimate က Vision ပဲပေါ်တာဖြစ်ပြီးတော့အခုကသူ့ရဲ့လေကိုတခါလဲခေါ်လိုက်တာပါအရင်လိုမျိုးအိမ်ပြန်လှေစီးလို့မရတော့ဘူးဆိုပေမဲ့ဗက်တဲ့တွင်းမှာလှေကိုတခါလဲခေါ်လိုက်ရဆိုတော့တော်တော်လေးကိုမိုက်ပါတယ်ဒါပေမဲ့မကသေးပဲနဲ့ Mountain Shot က damage တွေထွက်တာမဟုတ်ဘဲနဲ့ stat မှာပါတဲ့ခါကျတော့ early game Mountain Shot ကရပြီဆိုတာနဲ့မစမန်းတစ်ကောင်မိတစ်ကောင်ကိုဖျက်ဖို့ကတော်တော်လေးကိုလွယ်ကူပါတယ်ဒါအပြင်ပတ်စားရတာလည်းတော်တော်လေးကိုမြန်ပြီးတော့ကျွန်တော်အနေနဲ့ enemy ဘက်ကိုခိုးစားမယ်ဆိုရင်ဒီကောင်နဲ့အသင့်တော်ဆုံးပါပဲဒါပေမဲ့တခုရှိရကကျွန်တော်အနေနဲ့ရေစမ်းရှင်းအောင်ကိုင်မယ်ဆိုရင် basic တက်ခုတ်တဲ့အချိန်မှာ enemy နောက်ကိုကတ်လိုက်အနောက်ပြန်ဆုပ်လိုက်လုပ်ပြီးတော့မှခုတ်လို့ရမှာဖြစ်ပါတယ်အဲ့လိုမခုတ်ဘူးဆိုရင်တော့ damage ကလည်းထွက်မှာမဟုတ်သလိုမျိုး attack speed ကလည်းနှိမ့်တုံနေမှာဖြစ်ပါတယ်ဆိုတော့ရေစမ်းရှင်းအောင်ကိုင်မယ်ဆိုရင်ကျွန်တော်တို့က battle အတွင်းမှာလက်မတုံနေဖို့လိုပါတယ်နောက်တဲ့ section တစ်ကောင်ကတော့ Julian ပဲဖြစ်ပါတယ် Julian ကတော့အခြား section တွေနဲ့မတူဘဲနဲ့ magic damage ထွက်တဲ့ section တစ်ကောင်ဖြစ်ပြီးတော့သူ့ရဲ့ skill လုံးပုံကလည်း Soyu နဲ့တော်တော်လေးဆင်ပါတယ် Soyu ကကိုယ်စပယ်ဖြစ်ရင်ဖိရလိုက်တဲ့စပယ်ကအဝီကန်ဖြစ်သွားတာဖြစ်ပေမဲ့ Julian မှာကျတော့နောက်ဆုံးသုံးလိုက်တဲ့စပယ်ကအဝီကန်ဖြစ်မှာပါဥပမာ skill 1 skill 2ကိုသုံးပေါ်မှာ skill 3ကိုနောက်ဆုံးမှသုံးလိုက်မယ်ဆိုရင် skill 3ကအဝီကန်ဖြစ်သွားမှာဖြစ်ပါတယ်ဒါကြောင့်မို့ brother အနေနဲ့ Julian ကိုင်မယ်ဆိုရင်ဘယ်စပယ်ကိုဘယ်ချိန်မှာအဝီကန်သုံးတင်တယ်ဘယ်စပယ်တွေကိုတော့ဘယ်လိုမသုံးသင့်ဘူးဆိုတာ brother ကတီးထားရပါမယ်ဒါအပြင် Julian ဆိုတဲ့ hero က damage ကလည်းထွက်လို့မျိုးသူရလည်းတော်တော်လေးအတက်ကျန်းတဲ့ hero ဖြစ်ပါတယ်ဒါလည်းမကသေးပဲနဲ့ skill 2ကလည်း immune ပါသေးရဆိုတော့တော်တော်လေးကိုမှမိုက်တဲ့ hero တစ်ကောင်ဖြစ်ပါတယ် brother အနေနဲ့ assassin player စစ်စစ်ဆိုရင်တော့ Julian ကိုလုံးဝကိုင်ထားဖို့လိုအပ်ပါတယ်ဒါအောင်မှကိုကသွားဆော့တဲ့အချိန်မှာတယောက်တည်းမဟုတ်ဘဲနဲ့ကိုကောင်မလေးက Angela ကိုင်ခိုင်းပြီးသွားဆော့မယ်ဆိုရင်တော့ brother ကမသိမျိုးဖြစ်ပါပြီဆိုတော့ကောင်မလေးရှိတဲ့လူတွေက Julian ကိုကောင်မလေးနဲ့တူသွားဆော့နေတဲ့အချိန်မှာကောင်မလေးမရှိတဲ့ sound effect တွေကတော့ဘယ်လိုဆော့ရမလဲဆိုရင်တော့ကိုတကယ်ရင်တရားရောက်ခေါ်လိုက်ပါပြီးရင်တော့အဲ့ဒီဦးကြီးနဲ့ကောင်ကိုကျွန်တော်တို့ Angela ကိုင်ခိုင်းလိုက်ပါနိုင်ရင်မဟုတ်ဝယ်ကြည့်မယ်လို့ပြောပြီးတော့ brother လည်း Angela နဲ့ဆော့လို့ရပါပြီနောက်တဲ့ hero တစ်ကောင်ကတော့တင်ချာစရာလေး Nolan ပဲဖြစ်ပါတယ် Nolan ရဲ့ energy လုံးလုံးပုံကအခြား hero တွေနဲ့မတူဘဲနဲ့အတော်လေးကိုထူးဆန်းပါတယ်ဥပမာ Fanny တို့ Lin တို့ရဲ့ energy လုံးလုံးပုံကစပယ်တော့ရင် energy ဘလောက်ကုန်မယ်ဆိုပြီးသတ်မှတ်ထားတာမျိုးပါဒါပေမဲ့ Nolan ကြောင့်အဲ့လိုမဟုတ်ပါဘူးသူ့ရဲ့ energy က early game မှာဆိုအတုံးလေး9တုံးရှိပါတယ်အဲ့ဒီ9တုံးကကျွန်တော်တို့စပယ်တစ်ခုသုံးတိုင်းမှာတစ်တုံးကုန်မှာဖြစ်ပြီးတော့ ultimate သုံးရင်တော့2တုံးပြန်တက်မှာဖြစ်ပါတယ်ဒါအောင်မှ blue ဘက်စားလိုက်မယ်ဆိုရင်တော့အဲ့ဒီအတုံးကြီးတွေကတိုးအောင်မှာဖြစ်ပါတယ်ဆိုတော့ brother အနေနဲ့ Nolan ကိုင်မယ်ဆိုရင် blue ဘက်ကမရှိမဖြစ်ကိုလိုအပ်ပါတယ်ဘာလို့လဲဆိုတော့ Nolan ကိုင်ပြီးတော့ blue ဘက်မရှိတဲ့အချိန်တွေမှာဆိုရင်ကျွန်တော်တို့ကကန်ပြီးရတဲ့ energy ကတန်းကုန်သွားတတ်ပြီးတော့ပြေးပေါက်မှာတဲ့အဖြစ်မျိုးတွေကျုံရတတ်ပါတယ်အဲ့တော့အခုကြည့်နေတဲ့ brother တို့ထဲမှာ Nolan player လေးရှိလားရှိရဆိုရင် brother ရဲ့ rate နဲ့ map ကိုကျွန်တော်ကြွားခဲ့လို့ရပါတယ်နောက်ထပ်ကိုင်ထားတဲ့ section တစ်ကောင်ကတော့ Harley ပဲဖြစ်ပါတယ်ဟာလီဆိုတဲ့ section ကအရင်ကန်ရခတ်တဲ့ hero လည်းမဟုတ်တော့မျိုးလွယ်တဲ့ hero လည်းမဟုတ်ပါဘူးသူ့ရဲ့ ultimate ဖြစ်တဲ့မီးခွင်းပစ်ပြီးရတယ်ကျွန်တော်တို့က enemy ကိုဖဲချက်ပစ်နိုင်တော့ ultimate ကလည်း damage ထွက်မှာဖြစ်ပါတယ်မြင်ပစ်နိုင်တယ်လေ ultimate ရဲ့ damage ကပိုပြီးများနေပါပဲဒါအပြင် skill ကိုတော့ကလည်းလေကင်းဆိုရင်ကုံမလားလို့အောင်တွေးရလောက်တဲ့ hero မှာ skill ကိုတော့တိုးပါတယ်ပြီးတော့ skill အုပ်ချုပ်ချပွားရင်လေကိုအုပ်ချုပ်ချထားတဲ့နေရာကိုကိုကပြန်ပြီးသွားလို့ရတာဆိုတော့ဒီလိုကိုလိုက်နေတဲ့ enemy ကတကောင်နဲ့လိုက်နေဆိုရင်ဒီကောင် easy အယူလောက်ပြီးပြေးလို့ရပါတယ်ဒါလည်းမကသေးပဲနဲ့အခြား section တွေနဲ့မတူပဲနဲ့သူကလည်း magic damage ပဲထွက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဝင်းချမ်းတို့ပါဦးနဲ့ကားလို့မရပါဘူးဝင်းချမ်းနဲ့ကားလို့မရဖြစ်တဲ့ကြောင့်မလို့အားလီကင်းနဲ့မေကင်းလောက်မှာမစမန်းတွေကိုဖျက်ဖို့အတွက်အသင့်တော်ဆုံး hero ကတော့ဟာလီပဲဖြစ်ပါတယ်
နောက်ထပ်ကာယုံကိုင်းတဲ့ထားမဲ့ဟီယိုကောင်ကတော့စော်ဂျီပွိုင်းလေးလင်းမဲ့ဖြစ်ပါတယ် brother အနေနဲ့လင်းကိုသေချာကိုင်းတတ်မယ်ဆိုရင်စော်ရီမကဘဲနဲ့ဘဲဒီပါကြီးကုန်ပါပါလင်းဆိုတဲ့ဟီယိုကမကိုင်းတတ်ဘူးဆိုရင်တော့တော်တော်လေးခက်တဲ့ဟီယိုတွေမှာပါပြီးတော့တကယ်ကိုင်းတဲ့လူတွေကြရင်ဖမ်းလို့တော့မမိအောင်လို့သူတမ်ပါပလေယာကောက်တာစောင်းအမြန်ပါတယ်ကျွန်တော်တို့လူမျိုးကြီးဆိုရင်တော့ချောင်းချောင်းကောက်ဖို့တနေ့လောက်ကြာရဲဆိုပေမဲ့သူများနေဆိုရင်ဘလို့ကောက်လို့ကောက်မှန်းတော့မသိဘူးလေးချောင်းလောက်ကိုတစ်စက္ကန့်တော့မကြဘဲနဲ့ကောက်ပြရတဲ့လူတွေအောင်ရှိရတယ်ဆိုတော့ကိုကဂျန်ဂလာပလေယာစစ်စစ်လေးဖြစ်ချင်တယ်စောကလည်းကြည့်ချင်တယ်ဆိုရင်တော့ brother အနေနဲ့လင်းကိုချွမ်းကြည့်လို့ရပါတယ်ဒါပေမဲ့တခုရှိရာကလင်းဆိုတဲ့ဟီယိုက brother ကိုထွန်းကျင်တယ်ထွန်းလို့မရပါဘူးသူကလေ့ကျင့်မှုလူတဲ့ဟီယိုဖြစ်တဲ့အတွက်ကြောင့်မလို့ brother အနေနဲ့ try မယ်ဆို classic တို့ custom တို့မှာအရင်လေ့ကျင့်မှုကမှ red မှာသွားဆန်းကြပါဒါဆိုရင်တော့ကျွန်တော်တို့နောက်ဆုံးဟီယိုတစ်ကောင်စီကိုတွားလိုက်ကြရအောင်နောက်ဆုံးဟီယိုတစ်ကောင်ကိုမတွားခင်မှာ brother အနေနဲ့ video မကြော်ဘဲနဲ့အခုထိဆက်ကြည့်နေရဆိုရင်ကျွန်တော်ရဲ့ video ကိုကြိုက်တယ်လို့ကျွန်တော်သတ်မှတ်လိုက်ပါမယ်ဆိုတော့ brother အနေနဲ့ဒီလို video တွေကိုနောက်ထပ်ကြည့်ချင်တဲ့အခါတိုင်းမှာအမြဲတမ်းကြည့်လို့ရအောင်လို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးတော့ဒီ video လေးကိုကြိုက်တယ်ဆိုရင်လည်း like ပေးခဲ့လို့ရပါတယ်နောက်ဆုံးအနေနဲ့ကာယုံကိုင်းတဲ့ထားမဲ့ accession ကောင်ကတော့ let's log ပဲဖြစ်ပါတယ် let's log ဆိုတဲ့ hero ကကျွန်တော်လက်ထဲမှာဆိုရင်တော့အမြဲကြလွဲနေတတ်ပြီးတော့တကယ်ဆော့တတ်တဲ့ player ကြီးလက်ထဲမှာဆိုရင်တော့သူ့ရဲ့ skill 1ကကောတော့မရှိဘူးလားလို့တော့ထင်ရပါတယ် skill 1ကိုမြန်မြန်နဲ့မှန်မှန်3နိုင်လောက် skill 1ကကောတော့ကြမှာမဟုတ်ပါဘူးပြီးတော့ enemy ကိုထိနေသေး enemy ရဲ့ passive ကောတော့ကိုတေချာသိသိကျွန်တော်တို့ကအေးဆေးဆေးပဲသုံးလို့ရမှာဖြစ်ပါတယ်ဒါပေမဲ့ဒီ hero ကလည်းခုနကပြောခဲ့သလိုမျိုးပဲလင်းလိုမျိုးပဲလေ့ကျင့်မှုလိုတဲ့ hero ဖြစ်တာကြောင့် brother အနေနဲ့ custom နဲ့ classic မှာလေ့ကျင့်မှုမှာ brand မှာသွားဆန်းသင့်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ဒီနေ့ကာယုံကိုင်းတဲ့ထားမဲ့ accession တွေအကြောင်းကတော့ဒီလောက်ပါပဲ brother အနေနဲ့ကျွန်တော်ပြပြတဲ့ hero တွေထဲမှာ hero ဘယ်နှကောင်ကန်ကြလဲဆိုတာကိုကျွန်တော်ပြပြခဲ့ကြပါအောင် brother တို့က hero 3ကောင်လောက်ကိုပဲကန်ကြတာလားဒါမှမဟုတ်ကျွန်တော်ပြပြတဲ့ hero တွေအကုန်လုံးကိုကန်တတ်နေရလားဆိုတာကိုလည်းကျွန်တော် comment ထဲမှာဖြေပေးခဲ့ကြလို့ရပါတယ်ကျွန်တော်ကအားတိုင်း comment လိုက်ဖတ်ပါတယ် reply ပြန်တင်တာဆိုရင် reply ပြန်ပေးပါတယ်ဆိုတော့ကျွန်တော်ပိတ်ပါနောက်ပြီးမှပြန်တွေ့ကြပါမယ်